ထိုင်းနိုင်ငံကျူပူရီခရိုင်အခြေစိုက် Wanshin Technology Thailand ပါကေပြစက်ရုံဟာလုံသက်တစ်နှစ်ကြာလုတ်ကင်ခဲ့တဲ့မြန်မာရွှေပြောင်းအလုပ်သမား60ကျော်ကိုမျက်နှာကြီးမပေးဘဲအလုပ်ကထုတ်ပေးခဲ့တယ်လို့မျက်နှာသူအလုပ်သမားတွေရဲ့ပြောဆိုချက်အရသိရပါတယ်။မြန်မာရွှေပြောင်းအလုပ်သမား60ကျော်ကိုမှုများတဲ့ဆိုတဲ့အကြောင်းပြချက်နဲ့အလုပ်သမားလျှော့ချတာလို့ပြောဆိုပြီးစီးမြဲစည်းကမ်းနဲ့အညီမဟုတ်ပဲအလုပ်ထုတ်ပေးခဲ့တယ်လို့ဆိုပါတယ်။ Wanshin Technology Thailand စက်ရုံဘက်ကမြန်မာရွှေပြောင်းအလုပ်သမားတွေကိုအလုပ်ထွက်ဆောင်မှာအတင်းအကျပ်လက်မှတ်ထိုးခိုင်းပြီးမျက်နှာကြီးမပေးတဲ့အပြင်ချင်းချောက်မှုတွေကိုပါပြုလုပ်နေတယ်လို့လည်းပြောဆိုထားပါတယ်။အခုပြောရရင်တော့သူတို့အနေနဲ့ညီမတို့ကိုသူတို့ကလူများလို့အလုပ်သမားတွေမှာသူတို့အလုံးမပေးနိုင်လို့လူများလို့လူလျှော့တယ်လူလျှော့တာကိုလက်ခံတယ်ဒါပေမဲ့သူတို့ဘက်ကဘာတာဝန်ယူပေးမလဲပေါ့အလုပ်သမားတွေရဲ့နစ်နာမှုပေါ့သူတို့ဘယ်လောက်တာဝန်ယူပေးမလဲတာဝန်ယူပေးမလဲမေးတော့ကြတော့သူတို့ကတာဝန်မယူပေးနိုင်ဘူးတဲ့ညီမတို့တိုင်ကျင်တဲ့စီကိုတိုင်သူတို့ဘက်ကတာဝန်လုံးဝယူမပေးနိုင်ဘူးဆိုတဲ့စကားပြောရလေအစတော့ညီမတို့ကမေးတယ်လေအမားတို့စက်ရုံဘက်ကညီမတို့ခုလိုအလုပ်လူလျှော့လိုက်သည့်အတွက်ညီမတို့အလုပ်သမားတွေမှာနစ်နာမှုရှိတယ်နစ်နာမှုပေါ့ဘယ်လိုများတာဝန်ယူပေးမလဲပေါ့အဲ့လိုမေးတယ်မေးတော့ကြာသူတို့ကတာဝန်မယူပေးနိုင်ဘူးတိုင်ကျင်တဲ့စီတိုင်းတော့အဲ့လိုမျိုးဖြေထွက်တော့အဲ့လိုမျိုးကြာအမားတို့ညီမတို့လည်းအဆင်မပြေဘူးလေအဲကြောင့်မို့အကူအညီတောင်းရတာပါဆိုပါWanshinပါကေပြစက်ရုံမှာအလုပ်သမား900ကျော်ဖြင့်လက်ပတ်နေတာဖြစ်ပြီးမျက်နှာကြီးမပေးဘဲအလုပ်ဖြုတ်မှုအပေါ်သက်ဆိုင်ရာတာဝန်ရှိသူများအမြင့်ဆုံးကူညီဆောင်ရွက်ပေးဖို့ကိုလည်းအလုပ်ဖြုတ်ခံရတဲ့အလုပ်သမားတွေကလိုလားနေကြတယ်လို့လည်းပြောဆိုထားပါတယ်။